ဘိမျိုးကဘာလို့ဖျားလို့လူတီးများတယ်ဖျားပရိုအတွင်းမှာခုလို့ဆိုလို့ရှိရင်ကင်မာရတာမာရီနီဖျားကြီးရေလုံးပူဇော်လေးရှိပါတယ်ဆိုတော့ကျွန်တော်တို့မောင်ဝိပိုက်ဖက်သွားတဲ့ဒီလိုနီဖျားကြီးကိုပူဇော်လိုက်အောင်ခင်ဗျာကျွန်တော်တို့ဘိမျိုးကိုနီဖျားကြီးပိတ်ဆောင်လာတဲ့ဆိုတဲ့ဗီဒီယိုဖိုင် live ပေါ်မှာပြနေတာတွေ့ရလို့ကျွန်တော်တို့ Market Vibe ဖက်သားတွေအနေနဲ့နီဖျားကြီးကိုဖူးမြုပ်ဖို့အတွက်ဘိမျိုးကနေပြီးတော့ညနေ၄နေဝန်းကျင်လောက်မှာထွက်လာခဲ့တာဖြစ်ပါတယ်နီဖျားကြီးဆိုလို့ရှိရင်ကဘာလို့ဖျားလို့လူတီးများတယ်စတော်ရွာရွှေနှန်းတောင်ရဲ့ဘယ်ဖက်မှာလက်ရှိရေလုံးပူဇော်လေးရှိပါတယ်နီဖျားကြီးကိုကင်မာရတာမာရီနီဖျားကြီးလို့အမည်ပေးထားတာပဲဖြစ်ပါတယ်ညနေ၄နေခွဲလောက်မှာကျွန်တော်တို့အဖွဲ့သားတွေကကဘာလုံးဖျားတောင်ကြီးကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့ဒီနီဖျားတီချာပုတ်ခွဲရေလုံးပူဇော်နေတဲ့နေရာကိုတက်ပြီးတော့ဆက်လေးလေးလာခဲ့ပါတယ်နီဖျားဆိုလို့ရှိရင်ကိုပကားရဲ့ပြပြချေရပါတော့သိရှိနေထားကြတော့ကျွန်တော်ပုံချင်ကနေပြီးတော့30ရာခိုင်နှုန်းထိရေလုံးပူဇော်ပြီးစီးနေပြီဖြစ်ပါတယ်ဆက်လက်ပြီးတော့ဒီနီဖျားကြီး100%လို့ပြီးစီးဖို့အတွက်ထပ်မံရေလုံးပို့ချခြင်းကတလားနေပြီးတော့တလားခွဲဝင်ခြင်းတာနေတယ်လို့ကိုပကားဖိုက်တွေရဲ့ပြောကြားအခြေအရသိရပါတယ်ဒီဗီဒီယိုကတော့အဝေးရောက်နေတဲ့ပြည်သူပြည်သားတွေနဲ့ပေါ့နော်ကျွန်တော်တို့လက်ရှိဘိမျိုးကဘာလို့ဖျားလို့လူသိများတယ်ဖျားပရိုအတွင်းမှာပဲဒီဖျားကြီးဒေတာပူဇော်မဲ့တဲ့နဲ့တူတူလက်ရှိမြေနေထားတွေကိုပြသပေးတာပဲဖြစ်ပါတယ်ဒီဖျားကြီးရာလုံးပြီးပြည်စီတဲ့အချိန်မှာဖျားသမိုင်းကြောင်းနဲ့တူတူ flow လေးတစ်ပုတ်ထပ်မံရက်ပြီးဖို့ကျွန်တော်စီစဉ်ထားပါတယ်။ဘိုးရောက်နေတဲ့ပြည်သူပြည်သားတွေနဲ့လည်းပဲဒီဗီဒီယိုကိုကြည့်ပြီးတော့ကုသိုလ်လေးယူနိုင်ကြပါစေခင်ဗျာ။ကျွန်တော်တို့ပြည်မျိုးမှာကိုထပ်ပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။